အမေဖြစ်သူတေဆုံးတာ3 ရက်ရှိပြီဖြစ်ပေမဲ့ကလေးမလေးကတော့သူ့အမေအိပ်ပျော်နေတာလို့ပဲထင်နေပြီးပိုပြီးနားယူဖို့လိုရဲ့လို့ယူဆနေပါတယ်။နေ့တိုင်းရေစလုံးတစ်လုံးယူလာပြီးသူ့ရဲ့လက်သေးသေးလေးတွေနဲ့အမေရဲ့ခြေထောက်တွေကိုဆေးကြောပေးကအမေလေးမှနေပြီးနတ်သမီးပုံပြင်တွေပြောပြပေးပါတယ်။အမေရဲ့ခန္ဓာကိုယ်အေးဆက်နေတာကိုခံစားမိတဲ့အခါကလေးမလေးကအမေကိုမိပြီးသူမရဲ့ခန္ဓာကိုယ်လေးနဲ့အနှွေးတက်ပေးထားပါတယ်။သူ့သမီးလေးကိုခွာမသွားနိုင်တဲ့အမေဟာဝိညာဉ်တစ်ခုဖြစ်သွားပြီးသမီးလေးရဲ့ဘေးနားမှာတိတ်ဆိတ်စွာနေပြီးသူ့အတွက်လှုပ်ပေးနေတာကိုကြည့်နေခဲ့ပါတယ်။အမေဖြစ်သူရဲ့ရင်ထဲမှာလည်းနာကျင်မှုတွေနဲ့ပြည့်နေခဲ့ပါတယ်။အိမ်ကနေအနက်အသက်ဆိုးတွေရမှအိမ်နီးနားချင်းတွေကကလေးမလေးရဲ့အဖေကိုခေါ်ပြီးစစ်ဆေးခိုင်းခဲ့ပါတယ်။ဒါပေမဲ့အဖေဖြစ်သူကသူ့ရဲ့ငယ်ချစ်ဟောင်းနဲ့ပြန်ပြီးလက်ထပ်ခဲ့တာကြာပါပြီ။သူဟာသူ့ဇနီးရဲ့ရုပ်အလောင်းကိုတွေ့တဲ့အခါပုံမှန်ထက်အေးဆေးတည်ငြိမ်နေခဲ့ပြီးသူ့ရဲ့တပည့်တွေကိုရုပ်အလောင်းကိုယူသွားဖို့အမိန့်ပေးခဲ့ပါတယ်။အားကိုးရမဲ့တဲ့ကလေးမလေးကတော့သူ့အမေထွက်သွားတဲ့အခါငိုနေုံမှတပါအခြားမတက်နိုင်ခဲ့ပါဘူး။သူ့အမေကိုအယမ်းလွှမ်းတဲ့အတွက်ဆေးရုံကိုခိုးဝင်ပြီးသူ့အမေရဲ့ရုပ်အလောင်းကိုယူကာလင်ရှန်ကိုသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီမှာနတ်တွေနေထိုင်ကြတယ်လို့ကြားထားပြီးသူ့အမေကိုကယ်နိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ကလေးမလေးကသူ့အမေကိုတွန်းလဲပေါ်တင်ပြီးဆွဲသွားပါတယ်။ခြေလန်းဆယ်လန်းတိုင်းဒူးထောက်ပြီးအမေဖြစ်သူနိုးလာပါစေလို့ဆုတောင်းခဲ့ပါတယ်။နတ်ဖူးကနေသွေးထွက်နေပေမဲ့သူကရက်တန့်ခဲ့ခြင်းမရှိပါဘူး။သို့တော်လည်းသူ့ခန္ဓာကိုယ်ကဆက်ပြီးမခံနိုင်တော့ပဲနောက်ဆုံးမှာတော့104 ဒီဂရီအပူချိန်မှာတတိလစ်သွားခဲ့ပါတယ်။သူမပြန်နိုးလာတဲ့အခါမှာတော့ဆေးရုံတင်ပေါ်မှာသူ့ဖေနဲ့မိထွေးတို့ဘေးမှာရက်နေတာကိုတွေ့လိုက်ရပါတယ်။နောက်ပိုင်းမှာတော့ကလေးမလေးကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်။အဖေရှိမှမိထွေးကကလေးမလေးကိုသူ့သမီးရင်းလိုဂရုစိုက်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ဒီကတိကြောင့်အဖေဖြစ်သူကစိတ်သက်သာရာရသွားခဲ့ပါတယ်။ဒါပေမဲ့သူထွက်သွားတာနဲ့မိထွေးကကလေးမလေးရဲ့လက်ကိုပစ်ချပြီးလက်ဖက်ရည်ထဲဖို့အမိန့်ပေးခဲ့ပါတယ်။သူ့သားကလည်းကလေးမလေးရဲ့အမေကိုရက်ရက်ဆက်ဆက်ဆဲဆိုစော်ကားနေတာကြောင့်ကလေးမလေးကဒေါသတကြီးနဲ့ကောင်လေးကိုတွန်းချခဲ့ပါတယ်။ဒါကိုမြင်တဲ့မိထွေးကပြေးလာပြီးကလေးမလေးကိုပြင်းပြင်းထန်ထန်ရိုက်လိုက်ပါတယ်။သူမကိုဆိုဖာပေါ်ဖိထားပြီးအကြိမ်ကြိမ်ရိုက်နှက်ခဲ့ပါတယ်။အခုဝိညာဉ်ဖြစ်နေတဲ့ကလေးမလေးရဲ့အမေကဘေးကနေကြည့်နေပေမဲ့လည်းကူညီဖို့အင်အားမရှိခဲ့ပါဘူး။အဲ့ဒီနေ့ကစပြီးသူတို့တွေကကလေးမလေးကိုတယောက်လိုဆက်ဆံခဲ့ပါတယ်။ကျမ်းပြင်ကိုတိုက်ဖို့မြေပြင်ပေါ်မှာဒူးထောက်နေရပြီးကောင်လေးကတော့ဘေးနားမှာရက်နေပြီးလှောင်ပြောင်ခဲ့ပါတယ်။အဖွားဖြစ်သူကတောင်သူတို့ရဲ့အပြုအမူတွေကိုမထားဘဲအားပေးခဲ့ပါတယ်။မြေးလေးကမြတ်ပစ်ဆက်လိုချင်တယ်လို့ပြောတဲ့အခါအဖွားကကလေးမလေးကိုဆွဲခေါ်လာခဲ့ပြီးပန်းသီးတစ်လုံးကိုခေါင်းပေါ်တင်ကာအိတ်ခမ်းလယ်မှာရက်ခိုင်းခဲ့ပါတယ်။ကောင်လေးကသူ့မျက်လုံးကိုဝှက်နေစီပြီးမြားတွေကိုသူမစီတို့ပြင်းထန်စွာပစ်ခဲ့ပါတယ်။ကလေးမလေးကရမ်းကြောက်လန့်နေပေမဲ့မလှုပ်ရဲခဲ့ပါဘူး။ကောင်လေးကပထမဆုံးအကြိမ်နဲ့မကျေနပ်တဲ့အခါနောက်တစ်ကြိမ်ထပ်ကြိုးစားဖို့မြားတအုပ်ကိုဆွဲယူလိုက်ပါတယ်။အဲ့ဒီအချိန်မှာအဖေဖြစ်သူအိမ်ပြန်ရောက်လာပြီးဖြစ်ပျက်နေရာတွေကိုမြင်သွားတဲ့အတွက်ဒေါသတကြီးဖြစ်သွားခဲ့ပါတယ်။ဘာလို့ဒီလိုလှုပ်ခွင့်ပြုတာလဲလို့မိထွေးကိုမေးမြန်းခဲ့ပါတယ်။ဒါပေမဲ့မိထွေးကကလေးနှစ်ယောက်ဆော့နေတာပုံမှန်ပဲလို့ပြောပြီးအပြစ်ကိုလွှဲချခဲ့ပါတယ်။ပြီးတော့ကလေးမလေးကဒီဂိမ်းကိုဆော့ဖို့ဆန္ဒအလျောက်လုပ်တာပါလို့ပြောခဲ့ပါတယ်။အဖေဖြစ်သူကတော့သူမလိန်နေတယ်လို့ယုံကြည်ပြီးကလေးမလေးရဲ့ရှင်းပြချက်ကိုလစ်လူရှုခဲ့ပါတယ်။ကလေးမလေးကတော့စိတ်ပြတ်အားငယ်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။သူမဟာငိုပြီးသူ့ခန်းထဲကိုပြေးဝင်သွားခဲ့ပါတယ်။ဒီနာကျင်မှုတွေရှိတဲ့လောကကနေလွတ်မြောက်ဖို့မျှော်လင့်ပြီးစောင်းအောက်မှာမျက်နှာအုပ်ကပုံနေခဲ့ပါတယ်။နောက်ပိုင်းမှာတော့မိထွေးကအင်ကူစီကနေကလေးမလေးမှာအမွေ$တန်း30ရှိတယ်ဆိုတာသိလိုက်ရပါတယ်။မထင်မှတ်ပဲမိထွေးဟာလောဘတက်ပြီးပိုက်ဆံအတွက်ကလေးမလေးကိုတပ်ပစ်ဖို့ကြံစီလိုက်ပါတော့တယ်။